cái bữa đó cái này phong à set lý này video khán giả này số lúc chuyện thì video file này thì chắc chỉ lại đi thêm mà cho nó phong balloon nhú bỏ toàn lâu yam này số này đi lên liều là khu biểu bên mẹ Brahma được khu là setting này mà để quay lâu ya đấy tu đi ada khu là cho nó đâu số với được khu này lâu yam mà bỏ ya đào gỗ đồ nhám nhá gặp phong đồ làm quá đấy số video mà cho này cái đang là làm quá là mà hú cho nó đâu ya phong ngủ phong mà thế toàn lâu để đi lên luôn cho anh phong mà lên mẹ rồi cái bữa đó cái Xiaomi và mi user số lúc chuyện khu giờ trên mẹ setting này quay số lúc chuyện cho nó đóဒီအပေါ်မှာပေါ့နော်ဒီထိတ်ဆုံးလေးမှာပဲစာရိုက်ပြီးတော့ရှာလိုက်တာပေါ့နော် DB LOB ရပေါ့နော်ဒီလိုမျိုးလေးရိုက်ချလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ development option ဆိုပြီးတော့မှတွေ့လိမ့်မယ်အဲ့ထဲကိုကျွန်တော်တို့ကတစ်ချက်ဝင်လိုက်ပါမယ်ဝင်ပြီးတော့ရင်အပေါ်ကိုဆွဲမယ်ဗျာအပေါ်ကိုဆွဲလိုက်မယ်ဆွဲပြီးတော့ရင်ဒီနေရာလေးရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ချက်ရက်လိုက်မယ်ဆိုတော့ဘယ်နေရာလေးလဲဆိုတော့ကျွန်တော်ပြဒီနေရာလေးပေါ့နော်ဒီ window animation ဆိုတဲ့ဟာလေးပေါ့နော်အဲ့ကောင်လေးကဒီမှာ 1.58 ဖြစ်နေတာတော့မယ်ဆို slow motion လေးနဲ့ဝင်လာတာအဲ့လိုပုံစံမျိုးဖြစ်နေတာအဲ့ဒါမျိုးကဖုန်းအစ်စ်မှာတော့တိတ်ပြီး short မရှိဘူးဖုန်းကကင်လာတာနဲ့မျှကြာလာပြီဆိုလို့ရှိရင်အဲ့ဒါကြီးဖွင့်ထားပြီးဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့မှဖုန်းကလေးနေတယ်လို့ခံစားရတယ်အခုကျွန်တော်ပြမယ်စမ်းပြမယ်နော်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဖုန်းထဲကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဒီမှာအဖြူအောင်စာမျက်နှာလေးပေါ်လာပြီးမှဖုန်းထဲကိုရောက်သွားတာနောက်တစ်ခုကျွန်တော်ဒီမှာ message တွေကိုဝင်ပြမယ်အဲ့လိုမျိုးပဲအဖြူအောင်စာမျက်နှာလေးပေါ်လာပြီးမှ message တွေကိုမြင်ရတယ်နောက်ဒီမှာ internet နဲ့ဝင်ရတဲ့ software တွေဆိုရင်ပို့ဆိုးတယ်ဥပမာ browser ထဲကိုဝင်ရတာမျိုးတွေပြီးလို့ရှိရင်ဒီမှာYouTube ထဲကိုဝင်ရတာမျိုးတွေဒါမျိုးတွေဆိုလို့ရှိရင်ဒီမှာ YouTube မှာဆိုတောင်းတိုင်းတော့ပေါ်မလာဘူးကြာ okay အဲ့တော့အခုလိုမျိုးဖြစ်နေတာကိုကျွန်တော်တို့ခုနကတော့ setting တွေကိုပြန်သွားလိုက်မယ်ဒီမှာ 1.58 ဖြစ်နေတဲ့ဟာကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင် animation off ဆိုတာအပေါ်ဆုံးဟာကိုရွေးပြလိုက်မယ်နောက်တစ်ခုလည်းအဲ့လိုပဲအပေါ်ဆုံး animation off ကိုရွေးလိုက်မယ်နောက်ဆုံးတစ်ခုလည်း animation off ကိုပဲရွေးလိုက်မယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြန်ပြီးတော့ဝင်ပြမယ်ဒီမှာကျွန်တော်ဖုန်းထဲဝင်လိုက်ဒီမှာကြည့်လိုက်ချက်ချင်းတန်းပြီးတော့မှပေါ်လာတယ်နောက်တစ်ခု message တွေဝင်လိုက်မယ်တန်းပြီးတော့ပေါ်လာတယ်ပြီးရင် browser ကျွန်တော်ဝင်လိုက်မယ်ဒီမှာတစ်ခါလေးတန်းနေတာပဲပြောရမယ်ဆိုရင် तू က animation ပြမှာပြီးတော့ကျွန်တော်တို့လုံးဝတစ်ခါလေးဓာတ်ရိုက်ဝင်သွားတာပေါ့နော်ငါတော့အဲ့လိုလုပ်ချင်းအပြင်ကျွန်တော်တို့ဖုန်းကပုံမှန်နဲ့ပို့ပြီးတွက်လာစေမယ်လို့ကိုယ်တိုင်လည်းခံစားမိတော့မှာပေါ့နော်ပြီးရင် YouTube ထဲကိုကျွန်တော်တစ်ချက်ဝင်ပြမယ်ဒီမှာလုံးဝချက်ချင်းဘာ animation မှမမြင်တော့ဘူးပေါ့နော်ကျွန်တော်ဒီမှာရှင်းသွားအောင်ကျွန်တော်အဲ့ဒါလေးတွေရှင်းပြီးတော့ပြန်ဝင်ပြမယ်ဗျာဟုတ်ပြီဒီမှာကြည့်လိုက်ဖုန်းထဲဝင်လိုက်မယ်လုံးဝတစ်ခါလေးတန်းကနေပဲပေါ့နော် message တွေဝင်လိုက်မယ်တန်းကနေပဲပေါ့နော်အဲ့လိုမျိုးလေးပါနော်အဲ့တော့ဒါကပထမနီလန့်ပေါ့နော်ဒုတိယနီလန့်ကြတော့ line ပေါ်မှာတော်တော်များများလဲတွေ့ဘူးကြတယ်ဖုန်း run ပွားတယ်ဆိုပြီးတော့မှပြောနေတဲ့နီလန့်တကယ်တမ်းကဖုန်း run ပွားတာမဟုတ်ဘူးကျွန်တော်ပြောခဲ့သလိုပဲကိုယ့်ရဲ့ဖုန်းကိုပို့ပြီးတွက်လာအောင်လုပ်တဲ့နီလန့်လို့ပြောရင်ပုံမှန်ပဲအဲ့တော့ကျွန်တော်တို့ Play Store တွေကိုတွားလိုက်မယ် Play Store မှာကျွန်တော်တို့ကဒီအပေါ်လေးမှာဒီ swat no ဆိုပြီးတော့မှရိုက်ရှာလိုက်မယ်ဗျာဒီလိုမျိုးလေးရိုက်ရှာလိုက်မယ်အဲ့ဒါဆိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီမှာအပေါ်ဆုံးမှာမြင်နေရတဲ့ဒီအပြာရောင်အိုင်ကွန်လေးနဲ့ပေါ့နော်ဒီဟာလေးကိုဝင်ရပါမယ်ဒီနေရာမှာအရေးကြီးတာကဒီ software မဟုတ်ဘဲနဲ့တခြား software တွေမှားထောင်းရင်တော့အလုပ်လုပ်မှာမဟုတ်ဘူးပြောမယ်ဆိုရင်ဒီ software က root မရှိလဲသုံးလို့ရတယ်ဆိုတဲ့ဟာကိုပြောချင်တာသူကလေ no root ဆိုတာပေါ့နော်အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့ install တင်လိုက်မယ်ဖိုင်ဆိုင်အားဖြင့်ကလည်းအရင်မကြည့်ဘူးပေါ့နော်ဖိုင်ဆိုင်လေးသေးတယ်ဒီမှာ 6MB ပဲရှိရပါတော့data နဲ့ download ဆွဲတော့မှအဲ့လောက်ကြီးဘေးမကုန်တဲ့အနေထားပေါ့နော် okay ဒီမှာကျွန်တော်တို့ download ဆွဲပြီးသွားပြီဆွဲပြီးရင် install တန်းတင်ပြီး open အောင်နှိပ်လိုက်မယ် open ကိုနှိပ်ပြီးရင်သူကတော့ကျွန်တော်တို့က free version သုံးတာဖြစ်တဲ့အတွက်ဒီကောင်ကိုသုံးမယ်ဆိုရင်တော့ကြော်ညာအနည်းငယ်ကြည့်ရနိုင်တယ်ပေါ့နော် okay ဒီမှာ permission ဘာညာပေးလိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းကိုဘယ်လောက်ထိ run ဘယ်လောက်ထိတိုးမှလဲဆိုတဲ့ဟာကိုပြပေးထားတယ်ဒီမှာဆိုရင် 8GB ထိတိုးလို့ရတယ်ဗျာ run ကိုလေဒါပေမဲ့ကျွန်တော်တို့အဲ့လောက်ကြီးသွားတိုးလို့တော့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကနည်းနည်း error ဘာညာတက်နိုင်တယ်တော်ပြီတော်လုံးတိုင်ုံလောက်ပဲကျွန်တော်တို့သုံးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီလောက်ဆိုရင်ရပြီကျွန်တော် 1GB လောက်ပဲစမ်းပြီးသုံးကြည့်လိုက်မယ်ပြီးရင်ဒီမှာဒီအပေါ်က create ဆိုတာလေးပေါ့နော် create ဆိုတာလေးအဲ့ကောင်လေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီမှာကျွန်တော်ပြောခဲ့သလိုပဲသူက free version ဆိုတော့ဒီမှာကြော်ညာလေးကြည့်ပြရမယ်အပေါ်ကကြော်ညာလေးတစ်ချက်ကြည့်ပြရမယ်ကြော်ညာကတော့တချို့ကြော်ညာဆိုရင်စက္ကန့်30လောက်ထိကြာနိုင်တယ်တချို့ကြော်ညာကတော့ခဏပဲပေါ့နော်ဒီမှာသူကမေးပြီပေါ့နော်မင်းဒီမှာ run တိုးမှလာပေါ့နော်ဟုတ်ပြီပါဆိုကျွန်တော်ရက်ကိုနှိပ်လိုက်မယ်ခဏလေးစောင့်လိုက်မယ်ဖုန်းတစ်လုံးနဲ့တစ်လုံးကတော့ကြာချိန်မတူဘူးပေါ့နော်ကျွန်တော်ဖုန်းကတော့နည်းနည်းတွက်တယ်အကေဗရာကတော့ဖုန်းကတော့အနည်းငယ်ကြာတယ်ဆိုလို့ရှိရင်တစ်ချက်စောင့်ပြီးပါနော်စောင့်ပြီးတော့မှလောက်ပါဒီမှာကတော့ကျွန်တော်ဘလောက်မှတော့မကြောက်ဘူးဒါ 1GB ပဲကျွန်တော်တိုးလိုက်တာပေါ့နော်ဒီမှာပြီးသွားပြီနော်ဒီမှာဆိုလို့ရှိရင်သူကတိုးပြီးသွားပြီလို့ပြောတယ်ပေါ့နော်အဲ့ဒါမျိုးလှုပ်လိုက်ခြင်းအပြင်ဘာတွေကောင်းသွားမလဲဆိုရင်ကျွန်တော်တို့ gain နဲ့ဝင်တဲ့အခါမှာ
ကိုဘက်ကဗါတဲ့ဟိုက်ဘာဘတ်စားနေပြီသူဘတ်စားနေတဲ့အချိန်မှာကိုက welcome to mobile legend ဆိုပြီးတော့မှ game ထဲကိုဝင်သွားတာမျိုးကြီးเนาะဒါမျိုးတွေကျွန်တော်ကိုယ်တိုင်လည်းဖြစ်တတ်တယ်ပေါ့နော်အဲ့လိုရန်နေကင်းဝေးသွားမယ်ဆိုရင်ကျွန်တော်လုံးဝအာမခံပါတယ်ကျွန်တော်ကိုယ်တိုင်စမ်းကြည့်ပြီးသွားပါပြီစမ်းကြည့်ပြီးလို့ဗလာသားတို့ကိုပြန်လည်မျှဝေပေးတာပဲဖြစ်ပါတယ်အကယ်၍အဆင်မပြေဘူးဘာညာဆိုလို့ရှိရင်လည်း comment မှာမှတ်ခဲ့ပေးပါဘယ်လိုမျိုးအဆင်မပြေရလဲဆိုတာလေးကိုကျွန်တော်သိတဲ့လောက်ပြန်ပြီးတော့ရှင်းပြပေးပါမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးဒီလောက်နဲ့တင်လိုက်ပါမယ်ကြည့်ပြတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်တစ်ခုပြောချင်တာကကျွန်တော် channel မှာအခုလိုမျိုးနည်းပညာနဲ့ပတ်သက်တာတွေပြန်လည်မျှဝေပေးမှာဖြစ်လို့ channel ကို subscribe မလုပ်ရသေးရင်လုပ်ထားပေးဖို့တောင်းဆိုရင်းနဲ့ဒီဗီဒီယိုလေးကိုတင်လိုက်ပါပြီကြည့်ပြတော့အားလုံးတပည့်ကျေးဇူးပါခင်ဗျာ